ဟယ်လိုဒီနေ့တော့ပေါ့နော်ကိုဝင်ဆောင်ချင်းရဲ့စင်ခေါ်မှုလေးတွေကိုအတွေ့အကြုံလေးတွေကိုနည်းနည်းsharing လုပ်ချင်လို့ပါလို့နော်ကျမရဲ့တူပေါ့နော်အဲ့ဒီအတော်တွင်းမှာကျမကြုံတွေ့ရတာလေးတွေကိုနည်းနည်းပြောပြချင်လို့ပါကိုဝင်ဆောင်နေဆိုတာပေါ့နော်အမြဲတမ်းလှပပြီးတော့ဝင်းပနေတဲ့အရာလည်းမဟုတ်ဘူးနဲ့တိလာပေးချင်လို့ပါတခါတလေမှာပေါ့နော်မိခင်ကပေါ့နော်နာကျင်ခြင်းဝေဒနာတွေကြိုက်ခဲခြင်းဝေဒနာတွေကိုပေါ့နော်တူနဲ့တူမတူကြသလိုခံစားရတဲ့ဝေဒနာချင်းကလည်းကွဲပြားသွားတယ်ပေါ့နော်အဓိကတော့ဟော်မုန်းကြောင့်ပေါ့နော်ပြောင်းလဲသွားတယ်ကျမအခုလက်ရှိပေါ့နော်ကိုယ်ဆောင်တဲ့အတော်အတွင်းမှာမထင်မှတ်ထားတဲ့ဒီ skin ပြောင်းလဲမှုလေးတွေပေါ့နော်အနည်းငယ်ကျမစီမှာတယောက်ခံစားရပါတယ်လို့အဲ့ဒါပဲကျမစတိလဲဆိုလို့ရှိရင်4 လ 5 လလောက်ပေါ့နော်အဲ့ဒီလောက်မှာစပြီးတော့တိလာပါတယ်ပေါ့နော်ဘယ်စဖြစ်လာလဲဆိုရင်တော့ဆက်ကိုဝင်ရှိပြီးလောက်2 လလောက်မှာဆိုရင်တော့ပေါ့နော်မျက်နှာတွေကဝင်းပလာတယ်ကိုယ့်ရဲ့ skin ကပေါ့နော်တောက်ပလာတယ်လို့မျက်နှာမှာတိတိတတ်တာခံစားရတယ်ဒါပေမဲ့5 လလောက်ရောက်တဲ့ချိန်မှာဘာတိတာလာလဲဆိုရင်ကျမရဲ့လေဘင်းတွေပေါ့နော်နည်းနည်းမဲလာတဲ့လိုမျိုးဖြစ်လာအဲ့လိုနဲ့လေဘင်းနေစမဲလာတော့ကျမစိတ်နည်းနည်းပူလာတယ်ပေါ့နော်။မအောင်မေးတယ်ပေါ့နော်။ဒီလေဘင်းလေးတွေမေးလာတယ်ဘာကြောင့်လဲလို့သူ့ကိုမေးလိုက်တဲ့အချိန်မှာသူပေါ့နော်။ဒီဟော်မုန်းပြောင်းလဲကြောင်းလေဘင်းတွေကမေးလာတတ်တယ်ပေါ့နော်။တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်။ကြောင့်မို့လို့အဲ့ဒီဟာကိုပျောက်ဖို့ပေါ့နော်ဆေးရှိလားလို့ကျမသူ့ကိုမေးတဲ့ချိန်မှာသူကဆေးလည်းရှိတယ်ပေါ့နော်ဆေးလည်းရှိတယ်ဒါပေမဲ့ကျမအခုကိုဝင်ဆောင်နေတာဖြစ်တဲ့ကြောင့်အဲ့ဒီဆေးကိုသုံးလို့မရဘူးဒီပေါ့နော်ဒီမဲချောက်လေးတွေအတပိုမဲချောက်လေးတွေကပို့ပြီးတော့ထွက်လာပါတယ်အရင်ကတိတ်မများဘူးပေါ့နော်ခုဆိုလို့ရှိရင်ကင်လိုက်တာနဲ့အဲ့လိုမျိုးတခုခုရှိတယ်လို့မျိုးပေါ့နော်ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့အရင်ကြီးလက်ချင်းနေဆိုးတဲ့ထဲမှာတော့မပါဘူးပေါ့နော်ဒီ9 လတော့တွင်းမှာပေါ့နော်9 လနဲ့10 လတော့တွင်းမှာပို့ပြီးတော့ဒီမဲချောက်လေးတွေကပိုများလာတယ်ပေါ့နော်အနီးကပ်ကြီးမှာပဲတည်တာပါအဝေးကနေဆိုလို့ရှိရင်မမြင်ရပါဘူးဒါပေမဲ့ကျမကလေးအတွက်တတိရှိတဲ့မေကိုဝင်ဆောင်တဲ့ဘဝကိုစိန်ခေါ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရာတွေကိုဘာနဲ့မှခါပါထားတာအုပ်တာတွေဘာတွေမရှိပါဘူးဒီတိုင်းပဲကျမတဘာဝအတိုင်းပဲ10 လနောက်ပိုင်းနေဆိုရင်ဘာတွေဖြစ်လာလဲဘာတွေခံစားရလာလဲဆိုဂျိုင်းနေလဲပို့ပြီးတော့မေးလာတယ်ပေါ့နော်အဲ့လိုမျိုးခံစားရလာတယ်အဲ့ဒါကြောင့်မို့လို့ဒီမဲတာတွေကပေါ့နော်ဟော်မုန်းအရမ်းမြင့်တက်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးဖြစ်တာဆိုတာကိုပေါ့နော်စိတ်မပူဖို့လာပြီးတော့မျှဝေတာဖြစ်ပါတယ်အခုလာမဲ့ပေါ့နော်အနာဂတ်မှာကျမတယောက်တည်းမဟုတ်ပဲねကျမလိုမျိုးအသက်အရွယ်ပိုင်းနေပေါ့နော်ကျမလိုမျိုးအသက်အရွယ်ပိုင်းနေအတွက်ဒီလိုအပြောင်းလဲတွေရှိတယ်ဆိုတာလေးကိုပေါ့နော်သိစေချင်လို့ဘာလို့ဘာကန်ရမှမသိ